ဒီဆက်ကလေးကဘယ်လိုပြောရမလဲအိမ်သုံးလို့ပြောရအောင်လဲလုပ်ငန်းထဲမှာသုံးလို့ရတယ်လုပ်ငန်းသုံးလို့ပြောရအောင်လဲအိမ်တွေမှာလဲအသုံးဝင်နေပြန်ရောဒီတော့သူ့ရဲ့အသုံးဝင်တဲ့ဗီဒီယိုလေးကိုဘယ်လိုသုံးရလဲဆိုတော့ကျွန်တော်တို့တစ်ချက်လောက်လိုက်ကြည့်တာပေါ့时光到底打碎了什么？引起我梦里动荡的烟火，爱的誓言还在空中闪烁。我所写泪后吗？你抬头一目啊，你抱我吻上我嘴巴，这是你吻痕他。ကဲမိတ်ဆွေတို့ရှေ့မှာပြခဲ့တဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးပြီဆိုရင်ဒီဆက်ကလေးကဘယ်လိုသုံးရမလဲဆိုတော့မိတ်ဆွေတို့နည်းနည်းလောက်သဘောပေါက်သွားလိမ့်မယ်ထင်ပါတယ်ဒီကောင်လေးရဲ့အခေါ်ကတော့သူ့ရဲ့ original ခေါ်ကတော့ string cleaner လို့ခေါ်တယ်ဘာမှလို့ခေါ်တော့တန်ရှင်းလုပ်ဆက်လို့ခေါ်ကြပါစို့ဒီကောင်လေးကဘယ်လိုလုပ်လဲဆိုတော့ဒီထဲမှာသူကရေထည့်ရမယ်ပေါ့နော်ဒီထဲမှာရေလေးထည့်မယ်ရေနဲ့အတူတူကျွန်တော်တို့စက်ပြာစီလေးထည့်လို့ရမယ်ကိုတန်ရှင်းလုံးမဲ့အရာဝတ္ထုပေါ်မှာမူတည်ပြီးတော့မှထည့်ရတဲ့အရာဝတ္ထုကတော့ပြောင်းသွားမယ်ပေါ့နော်အဓိကတော့ရေနဲ့ရောရမယ်ရေနဲ့ရောပြီးဒီမှာထည့်မယ်သူ့ရဲ့မှာဘယ်လောက်ထည့်ရမလဲဆိုဒီမှာ minimum maximum ကြည့်လို့ရမယ်ဟာလေးတွေလည်းပါတယ်နောက်ပြီးတော့သူ့မှာဒီမှာခလုတ်ကလေးအဖွင့်ပိတ်လေးရှိတယ်ဒီခလုတ်ကလေးကိုရေထည့်ပြီးရင်ခလုတ်ကလေးကိုဖွင့်လိုက်ဖွင့်လိုက်ပြီးဒီကောင်လေးကတော့ကျွန်တော်တို့အငွေ့ထွက်တာကိုအနည်းများကိုဒီကောင်လေးနဲ့ချိန်ရမယ်အဲ့လိုမျိုးဒီကောင်လေးကခလုတ်ဖွင့်ပြီးချင်းမှာဘာမှမော်တာတွေလေတာတွေဘာတွေဖြစ်လာမှာမဟုတ်ဘူးစိတ်မပူနဲ့ဒီကောင်ကဆက်ပြတ်တာမဟုတ်ဘူးမိနစ်ဝက်လောက်ဆောက်ရလိမ့်မယ်မိနစ်ဝက်လောက်ဆောက်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီထက်မှာဘိုင်လာပုံစံမျိုးလေးရေဆူတဲ့အတန်လေးတွေကိုစကြားပြီးတော့မှဒီရှေ့ကနေပြီးတော့ရေအမွှားလေးတွေထွက်လာလိမ့်မယ်ဒီကောင်ကတော့လွယ်လွယ်ပြောရရင်ဗျာဒီကောင်မှာရေအပူပေးဒီကနေပြီးအပူနဲ့ရေဘူးလေးနဲ့တန်ရှင်းလုပ်တဲ့သဘောပဲဒါမျိုးလေးဒီကောင်လေးထဲမှာသူ့မှာဘာလေးပါလဲဆိုရင်ဒီထက်မှာသူ့လိုအပ်တဲ့နေရာလေးတွေမှာအစုံသုံးလို့ရအောင်ပစ္စည်းစုံလေးပါတယ်ဒီကောင်လေးကိုကျွန်တော် YouTube မှာရှာကြည့်တဲ့အခါမှာခုနကမိတ်ဆွေတို့ကြည့်ခဲ့တဲ့ဗီဒီယိုတွေအတိုင်းပဲအိမ်တွေမှာမီးဖိုချောင်းတွေမှာ stainless steel တွေမှာတန်ရှင်းလုပ်လို့ရတယ်နောက်ပြီးတော့ကားတွေရဲ့ engine gun တွေမှာလည်းရေတားကြီးဆိုလို့မရတဲ့ engine gun တွေမှာလည်းတန်ရှင်းလုပ်လို့အဆင်ပြေတယ် air con တွေမှာလည်းတန်ရှင်းလုပ်လို့အဆင်ပြေတယ်ဒါကိုသုံးတတ်ရင်သုံးတတ်တဲ့လောက်အသုံးဝင်တဲ့ပစ္စည်းလေးပေါ့နော်အဲ့ကောင်လေးနောက်ပြီးတော့သူ့မှာကဒါကတော့ထည့်ဖို့ရရေထည့်ဖို့ရခွက်ကလေးပါတယ်ပို့ပြီးတော့ကောင်းတာကတော့ကျွန်တော်တို့ရောမဲ့အစီကိုတခါတည်းအပြင်မှာရောပြီးတော့မှဒီထဲကိုထည့်လိုက်တာပို့ပြီးတော့အဆင်ပြေလိမ့်မယ်ထင်တယ်နောက်ပြီးတော့သူ့မှာတန်ရှင်းလုပ်ဖို့ရဒီကောင်လေးဆိုရင်ဒါ core brush ဗီဒီယိုထဲမှာပြထားသလိုပဲဒီ core brush လေးနဲ့ကျွန်တော်တို့ CG တွေပါဆိုရင်တိုက်ပြီးတော့တန်ရှင်းလွယ်လွယ်ကူကူနဲ့လုပ်လို့ရတယ်ဒီကောင်လေးကဒါ core brush အသေးလေးနောက်ပြီးတော့ဒီကောင်လေးကတော့ဒါ G brush ဒါလေးက G brush လိုအပ်တဲ့နေရာမှာသုံးလို့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီကောင်လေးကဒါထိတ်က nozzle ကောင်းလေးဒါလေးလည်းပါမယ်နောက်ပြီးတော့သူ့မှာဒီမှာ leather sofa တွေပါတယ်ကိုလည်းတန်ရှင်းလုပ်ဖို့ရဒီမှာသူအပြားလေးပါအောင်မယ်ဒါလေးပါအောင်ဒီကောင်လေးကတော့ဒီထိတ်မှာလို့တက်ပြီးတော့မှ leather တွေခုံတွေ sofa တွေတန်ရှင်းလုပ်လို့ရတယ်နောက်ပြီးတော့သူ့ထဲမှာပါသေးတယ်ဘာတွေပါသေးလဲဆိုရင်ဒီမှာတန်ရှင်းလုပ်ပြီးရင်တခါတည်းတန်ရှင်းလုပ်ဖို့ရ brush လေးတွေ2ချောင်း3ချောင်းဟောအများကြီးပဲဒါကတော့ core brush လေးတွေပေါ့နော် core brush လေးတွေ3ချောင်းပါမယ်နောက်ပြီးတော့ဒါကတော့စတီးချစ်တန်လေးတွေတချို့ဂျိုးလေးတွေအလွယ်တကူမကွာနိုင်တဲ့နေရာလေးမှာဒီကောင်လေးတွေနဲ့ချစ်လို့ရတယ်ဒါစတီးချစ်တန်လေးတွေနောက်ပြီးတော့ဒီမှာစတီးချစ်တန်လေးရဆိုရင်ဒီမှာအတိုးတစ်ချောင်းရှည်တစ်ချောင်း2ချောင်းပါမယ်နောက်ပြီးတော့ဒီကောင်လေးကဒါ G brush လေး2ချောင်းပါမယ် core brush လေး1ချောင်းပါမယ်သူ့ရဲ့ပါဝင်တဲ့အပူပစ္စည်းတွေကတော့အများကြီးပဲဒီကောင်လေးကတော့သူ့ရဲ့ watt ကတော့1280 watt 1280 watt ရှိတယ်သူ့ရဲ့ power ကတော့သေးတော့မသေးဘူးပေါ့နော်1280 watt ဆိုတာအားများတဲ့သဘောပုံလေးရတာနည်းနည်းလေးသေးတယ်လို့ထင်ရတော့သူ့ရဲ့အလုံးလုံးတဲ့ watt ကတော့1280 watt ရှိတယ်ဒီကောင်လေးနဲ့လုံးတယ်အလွယ်တကူတည်သွားလို့ရအောင်ဒီမှာလက်ကင်ဂိုင်းလေးလည်းပါတယ်ကျွန်တော်ပြောခဲ့လို့ပဲအပြင်မှာရေနဲ့ဆက်ပြားနဲ့ဖြစ်ဖြစ်ရေနဲ့တခြားတစ်ခုချော်ဆေးတစ်ခုနဲ့ဖြစ်ဖြစ်ရောပြီးတော့မှဒီထဲကိုလောင်းထည့်လိုက်မယ်ဒီထဲကိုဒီပေါက်လေးတွေကိုလောင်းထည့်လိုက်မယ်ဘယ်လောက်ထည့်ရမလဲဆိုတော့ဒီမှာအတိုင်းတာလေးပါတယ်နောက်ပြီးတော့ခလုတ်လေးဖွင့်လိုက်မယ်မိနစ်ဝက်လောက်ဆောင်းလိုက်ရင်ဒီထိတ်ကနေပြီးတော့မှ
ရေမှုန်လေးတွေထွက်လာလိမ့်မယ်ရေအဖွားလေးတွေထွက်လာလိမ့်မယ်ကိုလိုချင်တဲ့အနေထားရအောင်ဒီမှာအတင်ချလုပ်ပေးလို့ရတယ်ဒါကတော့တန်ရှင်းလုပ်တဲ့ဆက်ပါနေရာစုံလုပ်ငန်းစုံအိမ်တိုင်းမှာအကုန်သုံးဝင်တယ်အေယာကွန်သမားတွေလည်းသုံးလို့ရတယ်ကားအင်ဂျင်ခန်းဆေးတာတွေအတွင်းခန်းဆေးတာတွေအားလုံးသုံးပြုလို့ရတယ်ဒီကောင်လေးက P5 တစ်စိတ်ပါကျွန်တော်ရောင်းပေးမဲ့ဈေးနှုန်းကတော့3,600နဲ့9,000ပါလုပ်ငန်းစုံအသုံးပြုလို့ရမယ်နေရာစုံအသုံးပြုလို့ရမယ်တန်ရှင်းလုပ်ဆက်လေးကိုကျွန်တော်ရောင်းပေးမဲ့ဈေးနှုန်းကတော့3,600နဲ့9,000ပါတကယ်လို့မိတ်ဆွေတို့လိုအဲ့လိုမှာယူခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ပြည့်စုံရ Facebook page Messenger ဒါမှမဟုတ်3992113339 Viber ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးမှာယူလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်